ကိုဦးကတော့တကြံပိတ်ရက်ပြီးလို့အလုတ်ပြန်ဝင်နေရပြီမဝင်လဲလူဖြစ်တော့မှာရတာဒီအိတ်ကကလီယာဒီအိတ်ကငံပြာရည်နဲ့ရတာလူမသမီးတွေအိတ်ပဲဖြစ်မှာဒီအိတ်ကတော့ကလီယာငံပြာရည်နဲ့လာပြန်ပြီလူမသမီးတွေငံပြာရည်ပနင်းနေဘယ်နှလုံးတောင်တည်လာကြလဲမသိဘူးမားနေပြီနော်နှုတ်ခတ်တွေမားနေပြီငါနှုတ်ခတ်ကမှန်တယ်နင်းနှုတ်ကွက်ကမားနေတာဟဲ့အဲ့ဒါပြန်တီးမယ်ရှင်တို့ပဲသွားကြမှာတော့မြောင်တဲလေးတငယ်ချင်းကိုအိမ်ပြန်လိုက်ပို့လိုက်မလို့ရှင်တငယ်ချင်းကကိုယ့်အိမ်မပြန်တတ်ဘူးလားရတယ်ကိုပဲပြန်လိုက်တော့မယ်နော်ခဏဆောင်လို့တငယ်ချင်းကငါပြန်လိုက်ပို့ပါမယ်ဆိုကွာတိုးနဲ့ဘာပြောလိုက်တာလဲနောက်နေ့တွေလဲလာလေအောင်လို့ပြောနေတာတငယ်ချင်းကိုခေးစော်ပြီးပါမနေနဲ့မြဲထွက်ကွာမင်းတို့ရဲ့ဤပါတတ်တာမဟုတ်ငါတို့လည်းပါတတ်တယ်စောင့်နေရတာကြားနေပြီမြဲထွက်စမ်းကွာပြီးလာရအောင်ငါထွက်ကြတော့မယ်နောက်တစ်ပွဲမစားနဲ့နော်နောက်တစ်ပွဲမစားလိုက်နဲ့နော်ငါထွက်ကြတော့မယ်ငါချွေးလေးပါပြန်လာပြီမရတော့ဘူးနော်ထွက်တော့ရငါအိမ်သားပါပြိုအောင်တိုက်ပလိုက်မှာနော်ငါမရတော့ဘူးနော်ကွာကြက်တဲလေးကချလိုက်တာကွာကားဆက်ကနိုးရတာစီရရှားပါတယ်ဆိုပြင်တာဆင်တာမပြီးတော့ဘူးဘလောက်ပြင်းချိန်တိုင်းကြက်မရုပ်ပဲထွက်မှာပဲဟာအဲ့လောက်ကြီးကြတော့စိတ်ကမရှိတော့ဘူးကြက်တဲလေးမပြီးသေးဘူးလားကိုကြက်စိတ်မရှိတော့ဘူးနော်ဒီဆိုင်မှာဘာတွေရလဲခဏမမေးနဲ့ရောအမှကြောပေါ်မှာကြည့်မီနူးကတ်ထားတယ်အမလေးညောင်းတာသူတို့ကဘာရလဲမင်းကို့မှာတော့ရွတ်ပြလိုက်ရတာပြီးတော့ရွတ်ပြတဲ့ဟာတွေမှားတာလည်းမဟုတ်ရှမ်းခောက်ဆွဲပဲမှားတာကိုလည်းအထာနဲ့သွားပြီမရွတ်ပြတော့ကိုကမီနူးကြည့်ပြီးမှားတော့smell good this is real or silicone I want to stay here for the rest of my lifeကိုဦးကတော့ခုနောက်ပိုင်းလမ်းကြောင်းတဲ့ပြီးတော့စီးပွားတော်ဖြစ်နေပြီကိုယ်တိုင်လည်းစားရတယ် customer တွေကိုလည်းရောင်းတယ်ရပြီအဲ့လောက်ဆိုပစ္စည်း quality နဲ့ထုတ်ဖို့မှုတော့တေချာ queue site တယ်ground ကိုအတိကျလို့ပို့သွားရင်လည်းမကောင်းရုပ်သွားရင်လည်းမကောင်းပစ္စည်းတွေကိုအလေးလွတ်မရှိအောင်လည်း queue site ရောတေချာလို့ကိုဦးရှာဝယ်တော့စိတ်ချပစ္စည်းစက်မှန်မှုတာဝန်ယူတယ်အနံ့တော့မှုေးနေပဲကောင်းလိုက်တာဒီတစ်ခေါက်ကပစ္စည်း quality ပိုကောင်းသလိုပဲခွေးစာကိုထုတ်ကြီးမဝယ်နိုင်တဲ့တခင်တွေအတွက်ကိုဦးကခွဲရောင်းပေးနေပါပြီလို့ဆက်သွယ်မှာယူခြင်းနဲ့ဆိုရင်တော့39 9 9 9 900 အား200ပါ